comment ပိတ်ခံရတဲ့သူတွေ comment ပိတ်နေရတဲ့သူပိတ်ထားတဲ့သူတွေ comment ဘယ်လိုပြန်ဖွင့်ရလဲဆိုတာကိုမေးထားတဲ့သူများအတွက်ဗီဒီယိုလေးမှာအားလုံးကျွန်တော်ကနေပြီးတော့ပြပြပါမယ်ခင်ဗျကျွန်တော်တို့ကကိုယ့်ရဲ့ဗီဒီယိုထဲမှာဒီလိုမျိုး comment ကိုနှိပ်ကြည့်လို့ comment မှာကျွန်တော်တို့ကဒီလိုစာလေးလဲပေါ်တယ် comment ကကျွန်တော်တို့ reply နဲ့ပြန်လို့မရဘူးတချို့ဆိုရင် comment သူများမှတ်ထားရတော့တွေ့တယ်ကိုကလုံးဝပြန်လို့မရဘူးအဲ့လိုမျိုးကိုကပဲပိတ်မိထားအဖြစ်မားလို့ပိတ်မိရဆိုရင်ထိတ်ဆုံးကမြင်းချောင်းလေး၃ချောင်းနှိပ်ပြီးလို့ရှိရင် setting and privacy တွေကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပေးပါဝင်ပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ privacy တွေကိုကျွန်တော်တို့ဆက်ဝင်ပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ comment ဆိုတဲ့နေရာကိုကျွန်တော်တို့နှိပ်ပေးလိုက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော် create care move ဆိုတာဟာလေးကိုကျွန်တော်တို့ကဖွင့်ထားရဆိုရင်ဒါလေးကိုပိတ်ပေးပြီးလို့ရှိရင်အောက်မှာလည်း filter NRS comment ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ပိတ်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ကအပေါ်ဆုံးမှာရှိနေအလောက် comment နဲ့ဝင်လိုက်ပါဝင်ပြီးလို့ရှိရင်ကျွန်တော်တို့က no one ပေါ့တယောက်မှမတ်လို့မရအောင်လုပ်ထားရဆိုရင် everyone ကိုပြောင်းပေးလိုက်ပါဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ comment တွေကိုကျွန်တော်တို့ reply နဲ့ပြန်လို့ရမယ်ပြီးလို့ရှိရင် comment တွေကိုလည်းကျွန်တော်တို့ပြန်ပြီးတော့မြင်ရမှာပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ video တွေကိုပြန်ဝင်ကြည့်မယ်ဒါဆိုရင် comment တွေပြန်မြင်ရပြီပြီးလို့ရှိရင် comment တွေကို reply ပြန်မယ်ဆိုလို့ရှိရင်လည်းအလွယ်တကူပြန်လို့ရပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လုပ်ကြည့်ကြပါ